နောက်ကတဲ့ရောက်ပါတွေလို့အိတ်ချိုင် ထဲ ထဲ မှာ မှာ ပေးပုံကန်ထဲမှာကြည့် အဲ့တော့အားလုံးပဲမင်္ဂလာပါအခုမှတော့မှကြည့်ကြည့်လိုက်ပါဒီ H တစ်စိတ်လေးကိုတိကျမယ်ထင်ပါတော့ premium quality design အစ်စ်ကလေးလေးပါเนาะဒီမှာကာလာ9ရောင်ရပါမယ်အဖြူရောင်အပန်းရောင်ဒါကတော့ဘာရောင်လဲစင်ဆွေရောင်လိုမျိုးလားမသိဘူးမကြည့်လိုက်အဖြူရောင်နဲ့နည်းနည်းလေးကွာတယ်အညိုဖက်လည်းမသွားဒါဆိုရင်တော့အညိုရောင်အမဲရောင်ဒီဟာလေးရပါမယ်သူ့ရဲ့အသားကိုဟိုအနီးက show ပြီးမှပြပေးပါမယ်မကြည့်ကြည့်လိုက်ပါเนาะသူကတရေလဲတာအသားပုံစံလေးပါဒါဘယ်လိုဖွင့်တာလဲဒီလိုလေးဖွင့်လိုက်ပါเนาะအတွင်းထဲမှာဆိုရင်ကျိုးရှည်ပါပါမယ်ပြီးတော့ဒီမှာအိတ်အကတ်တစ်ခုပါပါမယ်เนาะ zip ကလေးနဲ့ပါဒီအပိတ်မှာပေါ့เนาะပစ္စည်းတွေပြောင်းတော့ကြောက်တဲ့ဟို zip လေးမပါလားဆိုရင်လည်းပါပါတယ်ဒီမှာ zip ကလေးလေးပါတယ်เนาะကျိုးရှည်လေးတော့မလွယ်ပြတော့ဘူးသူလိုပဲကင်ပြလိုက်ဒါလေးကို show လိုက်เนาะဒီလိုလေးရှိအော်ဈေးနှုန်းလေးကြည့်ပေးပါမယ်ဈေးနှုန်းလေးကတော့4200ပဲရှိပါတယ်အရန်ကိုတန်နေပြီနောက်တစ်မျိုးကတော့ဒီ design လေးပါဒီ design ဆိုရင်အလဲတာချောသားလေးဖြစ်ပါတယ်လဲတာချောသားမှာလုံးဝချောစီအီးဖတ်နေရပဲဒါပေမဲ့ခိုင်းတော့အတွင်းထုတ်ပြင်ပြပေးမယ်เนาะအဲ့ကာလာလေးကိုအရင်ပြပေးလိုက်ပါမယ်ကာလာလေးကတော့3ရောင်လာပါမယ်ငွေရောင်အပန်းရောင်အဖြူရောင်ဆိုပြီးမှ3ရောင်လာပါမယ်โอเคဘယ်လိုကျိုးပုံစံလေးရှိလဲဆိုတော့ပြပေးမယ်ပေါ့เนาะခဏကင်ထားပေးပါဘယ်လိုကျိုးပုံစံလေးလဲဆိုတော့ကျိုးကတော့ဒီလိုတန်ကျိုးကလေးနဲ့လာပါမယ်တန်ကျိုးဟာဒီလိုအရင်ရှည်နေမလားကြောက်နေပေါ့နော်ရှည်ရဆိုရင်ခုံလို့အတူအနေနဲ့လည်းဒီလိုကြက်ချေခက်လေးနဲ့ဟိုဘက်ဒီဘက်လေးကိုပတ်လိုက်မယ်ပတ်ပြီးတော့ခုံလို့ဒီမှာဒီလိုအတူပုံစံနဲ့လည်းလွယ်လို့ရတယ်ပေါ့နော်ကဲအတူပုံစံနဲ့လွယ်ပြီးတော့ဆိုတော့ဘေးဆောင်နဲ့လွယ်မလားဒီလို crop လေးနဲ့ပဲလွယ်မလားနော်လွယ်လို့ရပါတယ်မကြည့်ကြည့်လိုက်ခုံကတော့အတူလေးကြိုက်တော့ဒီလိုအတူလေးကိုလွယ်တာများတယ်ပေါ့နော်သူရဲ့ဈေးနှုန်းလေးကိုခုံကြည့်ပေးပါမယ်ဒီနှုန်းလေးကတော့4တောင်းပဲရှိပါတယ်အသားကိုတစ်ချက်ရှိုးကြည့်လိုက်ပါเนาะဒီမှာလဲတာအချောအသားလုံးဝအမြင့်အတိုင်းဖြစ်ပါတယ်ရှင်အတွင်းကန့်လေးကိုအခုပြန်ပြပေးပါမယ်အတွင်းကန့်ကတော့ဒီမှာအိတ်အကန့်ဒီလိုလေးတစ်ခုပါမယ်เนาะဒီတိုင်းဒီမှာ zip ကလေးပါမယ်အများကြီးထဲလို့စမ်းပါတယ်မကြည့်ကြအများကြီးထဲလို့စမ်းပါတယ်เนาะ quality ပိုင်းကိုအသားမကောင်းမှကြောက်တယ်ခါနဲ့အဲ့အပိုင်းကိုလုံးဝစိတ်ပူစရာမလိုဘူးပေါ့เนาะအငှားခံပါတယ်မကြည့်ကြပါဒီလိုလေးပိတ်လိုက်ပါကဲဒါလေးเนาะ3ရောင်ရပါမယ်